လူပြေမှာကုသိုလ်ကောင်းမှုများများလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီနတ်ပြေရောက်တဲ့အခါကျတော့ဒီပြင်နတ်သားတွေနတ်သမီးတွေပို့ပြီးတော့ထူးခြားပြီးစိတ်စိတ်ဥစ္စာကတောက်ပြောင်မှုရှိတယ်ဒါကြောင့်မို့လို့လူပြေကိုသွားခြင်းသွားရင်ဘယ်မှမသွားနဲ့လူပြေသွားလူပြေမှာသရတရားရှိပြီဆိုလို့ရှိရင်ဒုသရစွမ်းအားကိုအသုံးပြုပြီးတော့ကုသိုလ်တွေများများလုပ်ပြီးတဲ့အခါကျတော့ဒုနတ်ပြေကိုပြန်လာခဲ့လို့ဒီလိုပြောတာလူပြေကလူတွေကတော့လူဘဝသိကြတယ်ထင်တာကိုတွေ့ကြည့်ပါလားတာဝရိန္ဒနတ်ပြေကလူပြေမှာနှစ်ပေါင်း100မှာတာဝရိန္ဒနတ်ပြေမှာတရက်ရှိသေးတာတဲ့အခုဘုန်းကြီးတို့တွေဟာပဲတာဝရိန္ဒတရက်တောင်မရှိသေးဘူးနော်နိုင်ပိုင်းရှိသေးတယ်ဒါကိုကြာလာပြီးဒီကလူတွေအိုးကုန်ပြီဟိုမှာတရက်တောင်မရှိသေးဘူးအဲ့ဒီလိုရက်ပေါင်းနဲ့တွက်ထားတဲ့လူပြေနဲ့တွက်မယ်ဆိုရင်နှစ်ပေါင်းမြောင်များစွာအသက်ရှင်တာဝရိန္ဒနတ်ပြေနဲ့တွက်မယ်ဆိုရင်အနှစ်1000သက်ရှိတဲ့အဲ့ဒီလိုနတ်ပြေမျိုးကိုဘာနဲ့ရနိုင်တာတော့ဆိုလို့ရှိရင်အခုပြောတဲ့တရားနဲ့ရနိုင်စိတ်နဲ့လည်းဝယ်လို့မရဘူးရွှေနဲ့လည်းဝယ်လို့မရဘူးနော်လောကီဥစ္စာတွေပေးလို့မရဘူးတဲ့တတ္ထာဆိုတဲ့ဥစ္စာချမ်းသာပြီဆိုလို့ရှိရင်အဲ့ဒီလိုနတ်ပြေမျိုးလည်းရနိုင်